အားလုံးပဲမင်္ဂလာပါရှောက်ပတ်တီတပတ်စာပေးထားတဲ့ free စိန်ပတ်တီရှောက်ပတ်တီကတလင်းလာနေမှာအစောဆုံးထွက်ခဲ့ပါတယ်ကျွန်တော်ပြောထားတဲ့အတိုင်းပဲအစောဆုံးပတ်တီကအစောဆုံးဖြစ်နေပါတယ်ဗျအားလုံးပဲဝမ်းသာကြပါနော်အဲ့တော့ကျွန်တော်ပေးခဲ့တဲ့ရှောက်ပတ်တီရယ်ပြီးလို့ရှိရင်နေ့တိုင်းမှာပေးခဲ့တဲ့ရှောက်ကူဝမ်းချင်းရှောက်ကူဝမ်းချင်းကိုမှ238နဲ့ကတ်ခိုင်းတယ်8ကွက်ထဲပါဗျာနော်6နဲ့ပတ်သက်ရင်6နဲ့6 3 6ခွန်6 8 9နဲ့ပတ်သက်ရင်9 9 2 9 3 9ခွန်9 8အဲ့ဒီ4ကွက်စီပဲထိုးရတာပါဗျာနော်အဲ့တော့ main ကွက်2 6နဲ့အောင်ခဲ့ပြီဆိုတော့ညနေခင်းအတွက်ကျွန်တော်1ချင်းလေးလာတင်ပေးတာပါဒီဗီဒီယိုလေးကညနေအတွက်1ချင်းလေးတင်ပေးတာပါဗျ1ချင်းလေးနဲ့ထိုးရမယ့်ရွေးကွက်လေးတွေတင်ပေးသွားမှာပါပြောပေးသွားမှာပါအဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုလည်းကျွန်တော်ပြန်လဲကူညီတဲ့အနေနဲ့လိုက်လက်မလေးတွေနှိပ်ပေးပါလက်မပုံလေးတွေကိုနှိပ်ပေးပါအဲ့လိုလေးတွေကူညီပေးရုံနဲ့လည်းပတ်စံနေပါတယ်မကုန်တော့ပါဘူးဗျာနော်ကျွန်တော်ကလည်းစေတနာဖြစ်နေမြတ်တာဖြစ်နေကျွန်တော်ကဏ္ဍလေးတွေကိုကျွန်တော်တည်တော့တတ်တော့လေးနဲ့ကျွန်တော်တွက်ချက်ပြီးတော့ကျွန်တော်ပေးသလိုအမျိုးတို့အားလုံးအမျိုးတို့ဘက်ကနေပြီးတော့လည်းကျွန်တော်ကိုစေတနာအဖြစ်နဲ့ပြန်လဲပြီးတော့လိုက်လက်မလေးတွေနှိပ်ပေးပါကျွန်တော်နေ့တိုင်းတင်ပေးသွားမယ့်ဗီဒီယိုလေးနေ့တိုင်းလေးတွေ1ချင်းလေးတွေကိုကြည့်ရှင်ရင်လည်း S နဲ့စတဲ့ subscriber လေးတွေကိုနှိပ်ထားပေးပါနူတီခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဒါမှသာကျွန်တော်တင်ပြဗီဒီယိုလေးတွေကိုကြည့်လို့ရမှာပါရှာစရာမလိုတော့မှာပါဗျနော်အဲ့တော့ကျွန်တော်1ချင်းလေးစခေါ်တော့မယ်ကျွန်တော်နေ့တိုင်း1ချင်းလေးကမနက်ကမှန်ခဲ့ပြီဖြစ်တဲ့အတွက်ညနေခင်းအတွက်တာကိုကျွန်တော်ထပ်ပြောပေးမှာဖြစ်ပါတယ်ဗျာနော်ညနေတော့1ချင်းလေးကတော့စာရွက်လေးမှာရှာရတာပါ813ကီဖြစ်ပါတယ်ဗျာနော်813ကီပါညနေအတွက်အထီးကီက813ကီပါ813ကီကိုကျွန်တော်ရဲ့1ချင်းလေးကတော့ညနေ1ချင်းလေးက811ချင်းပါဗျ811ချင်းကို4593ညာနဲ့ကတ်မယ်ဗျနော်811ချင်းကို4593ညာနဲ့ကတ်မယ်4နဲ့ပတ်သက်ရင်sorry 8နဲ့ပတ်သက်ရင်8485 8983ညဆိုပြီးတော့မှ4ကွက်ရှိမယ်1နဲ့ပတ်သက်ရင်1415 1913ညဆိုပြီးတော့မှ4ကွက်ရှိမယ်အဲ့ဒီ main ကွက်8ကွက်လေးတော့ထည့်ထိုးကြပါဗျာနော်အားလုံးပဲပေါက်ကြပါစေကံကောင်းကြပါစေပတ်ရှင်တဲ့သူကရှိရင်လည်းပတ်တီးပတ်လို့ရပါတယ်8တက်ကိုပတ်လို့ရပါတယ်နော်8တက်1ချင်း8တက်ပတ်တီးပါပေါက်ကြပါစေ